ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇက်ပါဒီနေ့ကတော့ Neverness to Everness game ရဲ့အရေးကြီးတဲ့ power system တစ်ခုဖြစ်တဲ့ Asper Cycle နဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာ Mobile Legends တိုင်းမှာ PUBG UC နဲ့တခြား game ပေါင်းများစွာရဲ့အင်္ဂိမ်းတော့ update ဖြည့်ဖို့ဆိုရင်ကျွန်တော်ရဲ့ Game Set application လေးတွေမှာလာပြီးတော့ဖြည့်လို့ရပါတယ်ဖြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel လေးမှာ link လေးကိုတင်ထားပေးပါတယ်မသိတာရှင်းရင်လည်းချက်ပေါက်ကနေလာမေးလို့ရပါတယ်ပြောချင်တာပြောပြီးပြီဆိုတော့ဗီဒီယိုလေးကိုဆက်ကြည့်လိုက်အောင်Asper ဆိုတာက character တစ်ကောင်ချင်းစီတိုင်းမှာရှိတဲ့ damage type မျိုးစားဖြစ်ပါတယ်။ Asper မှာ Cosmo, Anima, Lashana ဆိုတဲ့ Top Trio နဲ့ Incantation, Chaos, Psyche ဆိုတဲ့ Battle Trio ဆိုပြီးတော့အားလုံးပေါင်း6မျိုးရှိပါတယ်။ဘယ်ဖက်နဲ့ပေါင်းရင်ဘာဖက်ရလဲဆိုတာကိုဆက်ပြောပြပါမယ်။ပထမဆုံးအနေနဲ့ Cosmos နဲ့ Anima ပေါင်းမယ်ဆိုရင်တော့ Blossom Fat ကိုရရှိမှာဖြစ်ပါတယ်။ Blossom Fat ထားပြီဆိုရင်ခုပြထားတဲ့ Feederback အဝိုင်းလေးတွေထွက်လာမှာဖြစ်ပြီးတော့အဲဒီဝိုင်းလေးတွေရဲ့ပတ်ပတ်လည်မှာရှိတဲ့ enemy တွေကို2 second ကြာတဲ့မှာ damage တွေပေးနေမှာဖြစ်ပါတယ်။အဲ့ဒီဝိုင်းလေးတွေကအများဆုံး3ခုထိထွက်နိုင်ပါတယ်။နောက်တစ်ခုကတော့ Cosmos နဲ့ Lashana ပေါင်းမယ်ဆိုရင်တော့ Remora Fat ကိုရရှိမှာဖြစ်ပါတယ်။ဒီ Fat ကတော့ enemy တွေရဲ့ movement နဲ့ attack speed တွေကို short ချလိုက်မှာဖြစ်ပြီးတော့ကို character ရဲ့ skill recovery တွေကိုလည်း boost ပေးမှာဖြစ်ပါတယ်။ enemy ရဲ့ speed ကိုထိန်းချုပ်ချင်တာဆိုရင်တော့ဒီ combo ကအသင့်တော်ဆုံးပါပဲ။အရှိရပြောသွားတဲ့ Asper 3ခုဖြစ်တဲ့ Cosmo, Anima နဲ့ Lashana 3ခုပေါင်းလိုက်မယ်ဆိုရင်တော့ Charge Fat ကိုရရှိမှာဖြစ်ပါတယ်။သူက Remora ရော Blossom Fat ကိုပါရရှိမဲ့ပြင်အောင်မှာကို character တွေရဲ့ ultimate energy တွေကိုပုံမှန်ထပ်ပို့ပြီးတော့မြင်မြန်ဆန်ဆန်ပြည့်စေတဲ့အတွက်ကြောင့်မလို့ skill တွေကိုအဆက်မပြတ်အသုံးပြုနိုင်ပါပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ Chaos နဲ့ Psyche နဲ့ပေါင်းတဲ့အခါမှာ Nova Fat ကိုရရှိမှာပဲဖြစ်ပါတယ်။ဒီ Fat ကတော့ Nova Fat မှတ်ခံလိုက်ရတဲ့ enemy တွေကသူသတ်မှတ်ထားတဲ့အချိန်ပြည့်ပြီဆိုတာနဲ့ explosion damage ထပေါက်မှာဖြစ်ပါတယ်။အခုဒီမှာကျွန်တော်ပြထားတဲ့အတိုင်းအမှတ်ခံထားတဲ့ enemy ရဲ့ဘေးမှာဒီလိုအကြောင်းလေးကြီးထနေမှာဖြစ်ပြီးတော့ချိန်ပြည့်တဲ့အခါမှာထပေါက်သွားမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ Chaos နဲ့ Incantation ပေါင်းတဲ့အခါမှာ Scorch Fat ကိုရရှိမှာပဲဖြစ်ပါတယ်။သူကတော့အဖက်ဝင်သွားတဲ့ enemy တွေကို damage overtime လို့ခေါ်တဲ့အချိန်နဲ့မျှသွေးတစ်ပြေးပြေးချင်းရော့သွားစေတဲ့ Blade and Fat ကိုပေးမှာပဲဖြစ်ပါတယ်။အခုကျွန်တော်ပြထားတဲ့အတိုင်း enemy တွေရဲ့ခေါင်းပေါ်မှာဒီလိုမျိုးသွေးလေးတစ်ပြေးပြေးချင်းရော့နေတာကိုတွေ့ရမှာဖြစ်ပါတယ်။သူကသွေးတန်းများတဲ့ enemy တွေကိုချတဲ့နေရာမှာအသုံးဝင်ပါတယ်။အရှိရပြောသွားတဲ့3ခုတွေက Chaos, Psyche နဲ့ Incantation 3ခုပေါင်းလိုက်မယ်ဆိုရင်တော့ Discord Fat ကိုရရှိမှာပဲဖြစ်ပါတယ်။သူက Scotch နဲ့ Nova Fat ကိုပါရရှိမဲ့ပြင်အောင်မှာ enemy တွေကို bracelet မမြင်ရအောင်လို့အောက်ကရှိတန်းကို percentage လိုက် short ချပေးဦးမှာဖြစ်ပါတယ်။ damage အသားပေးဆော့ချင်တာဆိုရင်တော့ဒီ value ကလုံးဝအသင့်တော်ဆုံးဖြစ်ပါတယ်။နောက်ဆုံး channel နှစ်ခုကတော့ Husk နဲ့ Stain ဖြစ်ပါတယ်။ Husk ကတော့ Anima နဲ့ Incantation ပေါင်းတဲ့အခါမှာရရှိလာပါပဲဖြစ်ပါတယ်။သူ Fat ကတော့ကိုယ့်ရဲ့လက်ရှိ damage 20% ကိုအပိုဆောင် followers damage အနေနဲ့ထပ်တလဲလေးပေးသွားမှာဖြစ်ပါတယ်။ရှင်းပြောရမယ်ဆိုရင်တော့ critical damage နဲ့ဆင်ပါတယ်။နောက်ထပ်ကျန်တဲ့ Stain Fat ကတော့ Psyche နဲ့ Lashana ပေါင်းတဲ့အခါမှာရရှိလာမှာပဲဖြစ်ပါတယ်။သူကတော့လက်ရှိသုံးနေတဲ့ Psyche နဲ့ Lashana damage တွေကိုပုံမှန်ထပ်ပို့ပြီးတော့ကျန်အောင် damage ပို့တော့အောင် boost ပေးမှာပဲဖြစ်ပါတယ်။အခုပြောသွားတဲ့ Husk နဲ့ Stain ကတော့သုံးလိုက်တဲ့ character ရဲ့ Asper damage တွေကို boost ပေးတာမျိုးပဲဖြစ်ပါတယ်။သူ့မှာကတော့ trio combo မရှိပါဘူး။သုံးချင်ရင်တော့တွဲသုံးလို့ရပါတယ်။ဒါတွေကတော့ Asper Cycle နဲ့ပတ်သက်တဲ့ damage type မျိုးစားတွေပဲဖြစ်ပါတယ်။ဒါလောက်ဆိုရင်တော့နားလည်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်လည်းဒီတက်ကောင်းတဲ့ဗီဒီယိုလေးတွေကိုတင်ပေးသွားအောင်မလို့ကျွန်တော်တို့ရဲ့ Game Set page လေးကို like and follow လေးလုပ်ပေးကြပါဦးအားလုံးပဲ bye bye ပါ